ချစ်ရတဲ့ဟယ်လိုကမမချိုးမမခိုင်းချစ်ဖို့ကောင်းတဲ့အမတွေကလက်ဆောင်ပို့ပြီးတဲ့အတုပ်ပန်းကြီးပါဒီဟာကလူတွေအများကြီးစားလို့ရတယ်ဒီလိုတပန်းဆိုရင်လေကျေးဇူးတင်ပါတယ်အခုကိုယ်တိုင်စားဖောက်ပြီးတော့ကိုယ့်အတွက်ကိုယ်လုံးစားမယ်ပြီးွားရင်တပည့်တွေကိုဒီနေ့တုတ်ကျွေးမယ်ညနေခင်းစာကသူတို့ကတုတ်စားအောင်ပေါ့နော်ဝါလာကြည့်ပါဦးတုတ်လေးပြလိုက်တုတ်လေးကိုရိုက်ပြလိုက်ငန်းလေးရိုက်ပြလိုက်ကဲတုတ်မယ်နော်ကဲစီတုတ်ကလေအယောင်ဝတနာပါငငယ်တဲ့အတုတ်တာကိုကအတုတ်ရင်လက်မှတ်ရထားတယ်အတုတ်ရင်ကောင်းတယ်ပေါ့နော်အိမ်ကမေမေဖြစ်တွေကလက်မှတ်ပေးထားတယ်နောက်ပြီးတော့တီးရွက်ကြော်တဲ့လက်မှတ်ရထားတယ်ဒါနဲ့တီးရွက်ကလည်းမကြောဖြစ်တာကြာပါဘူးအတုတ်ကတော့မကြာတုတ်စားတယ်ကိုယ်တိုင်နဲ့အတုတ်ကြိုက်တယ်အခုပထမဆုံးကိုယ့်အတွက်ကိုတုံးမယ်ကိုကကြာဆန်ကြိုက်တာကြာဆန်ကြိုက်တယ်ကြာဆန်လေးထည့်မယ်သိညာလို့ဖြစ်သွားစပလာနဲ့ဒီညာဝအောင်ပြေးသွားကွာဒီစီချက်ကလေမှန်တော့စီချက်ကိုချက်တုံဖြူစီချက်ကြိုက်တယ်ဒါထုံကြောင်းမို့ဒီမှာဇုံးလေးတက်အောင်ကြောင်းမို့ဒါအတော့တစ်ခုမှအရေးကြီးတာလေပဲမှုတ်အရင်အရေးကြီးတယ်ပဲမှုတ်ပြီးတော့ဒါအချင်းပဲမှုတ်နဲ့အချင်းကောင်းလေအတော့ကဘလို့တုတ်ကောင်းတယ်စီပလင်းကမှတ်မှာဆိုဒီဘက်ပါဒါငံကြာရေးတော့ကပဲဆိုင်ရဖို့လည်းမဖြစ်တော့ကဲစားကြမယ်ဟေးကောင်းငံကြာရေးထည့်မယ်ချင်းထည့်မယ်ကွာချင်းကြိုက်ချင်းထည့်မယ်တမီတခုနဲ့ဟိုစလုံးယူပြီးမှဒါထပ်ထည့်လိုက်လှည့်သွားရင်ငတ်သွားမယ်စီချက်ထည့်မယ်ဒီညာတော့မရဘူးချာဆိုတော့နေပါပြီရှင်သားတင်တဲ့ပုံရင်းစင်ကွယ်ကားလေးရောခါဆွဲရောဖို့မိပါတယ်ခါဆွဲရောဖို့မိပါတယ်ကွတီပန်ကွတီမစီကောင်းမကောင်းကိုလည်းရမဖို့ပြောမကောင်းမကောင်းကောင်းမကောင်းရှင်ဒီမှာကြည့်ပါအောင်ရှင်ကိုရဲ့လက်ရလေးပါရှင်စားကြပါအောင်ရှင်ဆိုင်ရလူတွေဆိုတော့ကိုကအစုံတုတ်ကျွေးရမယ်ဟဲ့ပြောဖတ်ဒီပါကုန်ပြီပြောဖတ်ချတဲ့တုတ်လောင်းထဲပါဒါကတော့အစုံတုတ်တာပါပေါ်ရရဲ့တမီတို့ရဲ့ပြီးညမှာပတ်သက်စီတီကိုလည်းတုတ်ပြီဒါတူတူတော့ကြိုက်တဲ့တော့တူတူခတ်တော့ပြရပတ်တော့မှရမောဒါပဲနဲ့ပွဲလာအောင်ရှင်၅ပွဲလောက်တော့ရမယ်နော်ညူတီညာသာတော့ညူတီကအလုံးစားကြမှာစားတယ်မညောင်ပြလေစလုံးနဲ့ခဏထည့်လာမှောက်မှာဟိုအချင်းချင်းရပြစ်တော့ဟင်းကားလေးနည်းနည်းထည့်မှာမမို့ချင်းမလောက်ဖြစ်တော့
မပြောသဘောပါလားလဲဝနဲ့စီနေတာကုန်သွားမှာဆိုလို့ဒီလိုအခန့်လေးရှိရင်လဲရခတ်လို့ဘယ်နဲ့အချင်းရောလို့ထည့်ရတာဒါနည်းနည်းလေးအချင်းရပြစ်တော့လေနဲလို့ကောင်ဟင်ကားလေးနည်းနည်းထည့်တာခွင့်ရတော့ရပြီလေ